အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အရေးပြကျန်းမာရေးဆိုင်ရာဆရာဝန်ဒေါက်တာဝေယံဖြိုးဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် My Medicine ကနေပြီးတော့လူနာတွေအမေးများတဲ့မိကုံးလေးတွေကိုဖြည့်ပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးမေးထားတဲ့မိကုံးလေးကတော့ဒါကတော့လူနာရေးထားတာလေးကျွန်တော်တစ်ချက်ဖတ်ပြပေးပါမယ်ဒီလိုအရန်ပူတဲ့အချိန်ဆိုတဲ့အမြဲမိတ်တီထွက်တဲ့လူတွေအတွက်ဘယ်လိုမျိုးဆောင်ရန်ရှောင်ရန်တွေလုပ်တင်လဲတဲ့ပထမဦးဆုံးပြောချင်တာကတော့ဒီမေကွန်းလေးကဒီရာသီဥတုနဲ့တော်တော်တင့်တော်တဲ့မေကွန်းမှာဒီမေးတဲ့သူအတွက်ကောကျန်တဲ့လူတွေအတွက်ကောအကျိုးရှိတဲ့မေကွန်းမှာဒါကတော့ပုံမှန်လင်းပြောရင်မိတ်ကတော့ကျွန်တော်တို့မြန်မာပြည်မှာပဲဖြစ်ဖြစ်အရှိတောင်အာရှမှာပဲဖြစ်ဖြစ်ဒီအရန်ပူတဲ့အချိန်ဆိုလို့ရှိရင်ထွက်တတ်တယ်သူကကျွန်တော်တို့အရေးပြားဆရာဝန်အနေနဲ့ဆိုလို့ရှိရင်ဒါကိုကျွန်တော်တို့ကမီလီယာရူဘရာလို့ခေါ်တယ်ပေါ့နော်မိတ်ပါပဲမြန်မာလိုဆိုမိတ်ပေါ့နော်သူတို့အနောက်တိုင်းစကားအနေနဲ့ heat rush လို့လည်းခေါ်တယ်ပေါ့နော်အဓိကဘာလို့ဖြစ်ရလဲဆိုတော့ကျွန်တော်တို့ချွေးဂလန်းတွေမှာချွေးဓာတ်ထွက်ပြီးတော့ချွေးဂလန်းတွေပိတ်ပြီးတော့ရောင်လာတာပေါ့နော်တချို့ဆိုလို့ရှိရင်หนีရဲတယ်ရားတယ်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်အဆိုးဆုံးကတော့သူကဘာဖြစ်တယ်လဲဆိုတော့ဒီချွေးထွက်လို့ရားလို့ပုတ်လို့ရှင်သူကပိုးဝင်တတ်တယ်ဒါကသူ့ရဲ့တတိထားစရာပေါ့နော်အဲ့ဒီအတွက်ဒီမှာမေးထားတာစောင်းရရှောင်းရဘာလို့ရမလဲနော်အဓိကသူကပူလို့ဖြစ်တာပြီးတော့ရင်ပူတဲ့အတွက်ကြောင့်ချွေးအရန်ထွက်တဲ့ကြောင့်ဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီနှစ်ခုကိုကျွန်တော်တို့ကနဲအောင်လို့လုပ်ရတက်နိုင်ဆုံးကျွန်တော်တို့လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေမယ်အရေးရတဲ့နေရာအေးတဲ့နေရာမှာနေမယ်ဖြစ်နိုင်လို့ရှိရင်တော့ဒီ air condition လုပ်ထားတဲ့နေရာမှာနေမယ်ပေါ့နော်ပြီးရင်လည်းအဝတ်အစားတွေကိုကျွန်တော်တို့ကဒီကြက်ဖြစ်တဲ့ရှိတဲ့အဝတ်အစားတွေကြက်နေတဲ့အဝတ်အစားတွေကိုကျွန်တော်တို့တိတ်မဝတ်နဲ့ပွားချောင်းချီတာချွေးဆုပ်တဲ့ဟာမျိုးလေးတွေကိုဝတ်တင်တယ်ပေါ့နော်အကယ်၍မိတ်ဒီအရန်ထွက်တယ်ဆိုလို့ရှိရင်မလုပ်ရလဲဆိုတော့ကျွန်တော်တို့လုပ်လို့ရတာကအဲ့ဒီနေရာကိုကျွန်တော်တို့ရေခဲကတ်လို့ရတယ်အရန်ရားတယ်ဆိုလို့ရှိရင်ဒါလွယ်ကူလုပ်လို့ရတာရေခဲကတ်လို့ရပြီးလို့ရှိရင်တော့ရေအေးနဲ့ရေချိုးတာလုပ်လို့ရတယ်အကယ်၍တိတ်ဆိုးတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ steroid အပျော့စား hydrocortisone လိမ့်စေတစ်နေ့2ကြိမ်လိမ့်ပေးလို့ရတယ်။သို့မဟုတ်ဒါလူတွေအများတန်းကျွန်တော်တို့ဒီလူတို့ကအများတန်းသိကြတယ်ဒီ calming lotion ကိုပါတော့အဲ့ဒါလေးတွေနည်းနည်းလိမ့်လို့ရပါတယ်။အဲ့ဒါဆိုရင်တော့အထိုင်လျောက်တက်တာသွားမယ်ပေါ့နော်။အကယ်၍များတအားကုတ်ပြီးတော့အရန်များလို့ပိုးဝင်နေဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တေချာတိုင်ပင်တင်ပါဒုတိယမြောက်မေကွန်းလေးကတော့ကျွန်တော်တို့ရာသီဥတု၃ပါးလုံးအရေးပြားအရန်6ပြီးအပေါ်ရန်အရေးပြားလေးတွေကွာနေတဲ့အတွက်ဘာတွေအသုံးပြုရမလဲတဲ့ဆိုတော့အဲ့ဒါကလေပုံမှန်ကျွန်တော်တို့အရေးပြား6တာဆောင်းတွင်းဆိုလူတိုင်းအရေးပြားနည်းနည်း6တယ်ဒါပေမဲ့ရာသီဥတု၃ခုစလုံးအရေးပြား6နေတယ်ဆိုတာဒါသူများနဲ့တစ်ခုခုတော့မတူတာဖြစ်နေတယ်လို့တော့ထင်တယ်ပေါ့နော်အဲ့တော့ဖြစ်နိုင်တာတစ်ခုကတော့ဒီကျွန်တော်တို့အရေးပြားမှာရှိတဲ့အဆီဓာတ်အဆိုဓာတ်ဒါတွေသူများထက်နည်းပါးနေတာဖြစ်နိုင်တယ်ဒါကလည်းကျွန်တော်တို့ဒီ genetic ပေါ့နော်ဒီမျိုးရိုးဗီဇကြောင့်ဖြစ်နေတာဖြစ်နိုင်တယ်သို့မဟုတ်ကိုယ်အသုံးပြုတဲ့ဒီဆက်ပြားတွေရေချိုးဆက်ပြားတွေကြောင့်ဖြစ်နိုင်တယ်သို့မဟုတ်ခန္ဓာကိုယ်ထဲမှာတချို့တော့ဒီ fatty acid လို့ခေါ်တဲ့အကျိုးပြုတဲ့ vitamin တွေညော့နေနေလည်းဖြစ်နိုင်တယ်အဲအကြောင်းမလို့ကျွန်တော်ကတော့ပထမဦးဆုံးလှုပ်စီချင်တာတော့ကိုယ်သုံးတဲ့မျက်နှာသစ်ဆက်ပြားရေချိုးဆက်ပြားအဲ့ဒါတွေကိုနည်းနည်းပြောင်းသုံးကြည့်ပါကျွန်တော်တို့ non soap cleanser လို့ခေါ်တဲ့အမြုပ်မထွက်တဲ့ဆက်ပြားအရေးပြား6တဲ့လူတွေအတွက်တီးတန့်ထုတ်ထားတဲ့ဆက်ပြားလေးတွေကိုပြောင်းသုံးကြည့်ပါပြီးသွားလို့ရှိရင်ကျွန်တော်တို့ရေချိုးတဲ့ခါကြလို့ရှိရင်တော့ဖြစ်နိုင်ရေနွေးနဲ့မချိုးရဘူးပေါ့နော်အဲ့ဒါရှောင်ကျဉ်ရမယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့အရေးပြားကိုဆိုအောင်အရေးပြားအဆီဓာတ်ပြန်လဲပြည့်ဖြိုးအောင် moisturizing lotion တစ်နေ့ကို2ကြိမ်ဒါလေးကိုလိမ့်ပေးပါနောက်ထပ် additional ပေါ့နော်ထပ်လုပ်လို့ရတာအဲ့တော့ကျွန်တော်တို့ငါးကြီးစီသို့မဟုတ်evening primrose wine လို့ခေါ်တဲ့ဟာလေးကို supplement အနေနဲ့တစ်နေ့တစ်ကြိမ်တစ်လ2လဒီလိုမျိုးတောက်ပေးခြင်းအပြင်ရေပြား6တာကိုတက်တာအောင်လုပ်လို့ရပါတယ်။ကဲ၍ဒီလိုမျိုးပို့ပြီးတော့6တာဒါတွေလုပ်ပေးမယ်လေပို့ပြီးတော့ရေပြား6လာတယ်ပိုရားလာတယ်ဆိုလို့ရှိရင်တော့ဒါအခြားသောအရေပြားယောဂတစ်ခုခုနဲ့ဆက်နေတာဖြစ်နိုင်တဲ့အတွက်ကြောင့်ဒေချာပြဖို့တော့လိုအပ်ပါတယ်နံပါတ်3ခုမြောက်မေကွန်းလေးကကြတော့ကျွန်တော်တို့နေရောင်နဲ့တိုက်ရိုက်ထိပြီးနေလောင်ရင်တင်းတိတ်ဖြစ်တတ်တာလားတဲ့
ဆိုတော့ကျွန်တော်တို့တင်းတိတ်ဘာကြောင့်ဖြစ်တာလဲလို့မေးတာ ਨੇ တူတူပဲပေါ့နော်ဟုတ်ပါတယ်တင်းတိတ်ကနေရောင်ကြောင့်ဖြစ်တာပါဒါပေမဲ့နေရောင်တစ်ခုတည်းအကြောင်းတော့မဟုတ်ဘူးပေါ့နော်တင်းတိတ်ဖြစ်တဲ့အကြောင်းရင်းပြောရမယ်ဆိုလို့ရှိရင်အဓိက3ခုလို့ပြောလို့ရတယ်ပထမတစ်ခုကကြတော့ကျွန်တော်တို့တင်းတိတ်က genetic ကိုယ့်ရဲ့ဒီအမေတို့အတော်တို့เนาะအဲ့လိုမျိုးမှာအများသောအားဖြင့်မျိုးသမီးတွေမှာဖြစ်တာဆိုတော့လေအဲ့ဒါဆိုတော့အဲ့ဒီဘက်မှာမျိုးရိုးရှိရဆိုလို့ရှိရင်တင်းတိတ်ကဖြစ်တတ်တယ်နောက်တစ်ခုကကျွန်တော်တို့ဟော်မုန်းခုထုံးတွေပေါ့ဟော်မုန်းတောက်ဆေးတို့ထိုးဆေးတို့အဲ့ဒါမျိုးတွေလုပ်တဲ့ဆိုလို့ရှိရင်တင်းတိတ်ပိုဖြစ်တတ်တယ်တချို့ဆိုလို့ရှိရင်ကြားဘူးလိမ့်မယ်ကိုဝင်ဆောင်တဲ့အချိန်မှာတင်းတိတ်တွေအများကြီးထွက်လာတယ်ဆိုတော့ဒါဟော်မုန်းတွေနဲ့ဆိုင်တယ်ပေါ့နော်တတိယတစ်ခုကနေရောင်ဒီ3ခုကြောင့်ဖြစ်တယ်နေရောင်ထဲမှာကျွန်တော်တို့ကနေရောင်တစ်ခုတည်းကြောင့်တော့မဖြစ်ဘူးခုနပြောတဲ့ဟော်မုန်းဓာတ်ရဲ့ဒီမျိုးရိုးရဲ့အဲ့ဒီဟာရဲ့နေရောင်ရဲ့ဒီ3ခုပေါင်းလိုက်လို့ရှိရင်တင်းတိတ်ဖြစ်ဖို့ရာခိုင်နှုန်းများတယ်လို့ပြောလို့ရပါတယ်နံပါတ်4ခုမြောက်မေးခွန်းပေါ့နော်သူကကြတော့အခုရက်ပိုင်းပူလို့တဲ့တနေ့ရေ3ကချိုးနေတာတဲ့အသား6နိုင်လားရေပြားကိုထိခိုက်နိုင်လားတဲ့အဲ့ဒါတော့ကျွန်တော်တို့အခုကလောလောဆယ်နွေရာသီဆိုတော့တအားပူတယ်ရေကတော့ချိုးကြမှာပဲတချို့2ကြိမ်သို့မဟုတ်3ကြိမ်ဒါလိုချိုးကြတာပေါ့နော်ရေ3ကြိမ်ချိုးရုံနဲ့တော့အသားရေမထိခိုက်ဘူးဒါပုံမှန်လည်းပြော2ကြိမ်ပဲချိုး3ကြိမ်ပဲချိုး4ကြိမ်ပဲချိုးမထိခိုက်ဘူးဒါပေမဲ့average ပေါ့နော်အလွန်ဆုံး2ကြိမ်3ကြိမ်ဆိုရင်တော့ဒါအဆင်ပြေတယ်ခုနပြောလို့အရှိမကျွန်တော်ပြောပြခဲ့တဲ့အတိုင်းမိတ်တွေပါတွေထွက်တာနည်းနည်းတက်တာတာပေါ့နော်အေးသွားအောင်လုပ်တယ်သူကဒါပေမဲ့ရေချိုးတဲ့အခါမှာကျွန်တော်တို့ကဒီဆက်ပြအပြင်းတွေတအားသုံးတယ်လိုအပ်ပဲနဲ့ပိုးသက်စေးပါတဲ့ဆက်ပြတွေသုံးတယ်ဆိုလို့ရှိရင်အသားရည်ကိုထိခိုက်တယ်ရေပြားရားတာတွေပိုဖြစ်တယ်ရေပြားကြမ်းကြမ်း၆ကြီးပိုဖြစ်စေအဲဒါကြောင့်မလို့ရေချိုးတာတော့ရတယ်သို့တော့ခုနပြောလို့ဆက်ပြအပြင်းတွေသုံးတာတော့သတိထားသင့်ပါတယ်နံပါတ်5ခုမြောက်မိခွန်းလေးကတော့လက်ပွားချီပွားမှာတဲ့ပုံထဲရလို့အရေးကြီးဘူးလေးတွေမကြာခဏထွက်တတ်ပါတယ်ရားလဲရားပါတယ်တဲ့ဘာကြောင့်ဖြစ်တာလဲသိချင်ပါတယ်တဲ့ဆိုတော့ကျွန်တော်ပုံလေးကြည့်လိုက်ပါတယ်ကျွန်တော်လူနာဓာတ်ပုံလေးပို့ထားပြီးတော့လေပုံလေးကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့လက်ချောင်းလေးတွေပေါ့နော်များသောအားဖြင့်ထိတ်မှာလက်ချောင်းထိတ်လေးတွေနဲ့လက်ချောင်းဘေးလေးတွေမှာအရေးကြီးဘူးလေးတွေကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဒါလေးကဖြစ်နိုင်တာပေါ့နော်လောလောဆယ်ကျွန်တော်ဓာတ်ပုံကနေတစ်ဆင့်ကြည့်ပြီးတော့ဖြစ်နိုင်တဲ့ဟာကတော့ချွေးကလန်းလေးတွေပိတ်တာပါလက်ပွားချီပွားချွေးအရန်ထွက်လို့ရှိရင်ဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါဆိုတော့ရားလဲရားတတ်သူကတစ်ခါလေးကြားလို့ရှိရင်လေစိုးရင်ရတဲ့အရေးပြယောဂါတခုတော့လည်းမဟုတ်ပါဘူးဒီကလေဒါပေမဲ့တစ်ခါလေရေသုံးတာရေကိုင်တာများတယ်တို့မို့ဆက်ပြကိုင်တာများတယ်အဲ့ဒီအချိန်မှာပူရားလာတယ်အဲ့လိုမျိုးဆိုလို့ရှိရင်တော့တတိထားတင်တယ်ဒါကရမတဲတဲ့ဟာတခုခုဖြစ်နေနိုင်ပါတယ်